အင်္ဂါကျိုးပေါ်ရောက်သွားတယ်လို့ခန်းစားချက်မျိုးကိုကဘာပေါ်မှာတကယ်ရနိုင်မလားအဆုံးအစမရှိတဲ့အနီရောင်ကြောက်တောင်တွေတဘာဝတရားကထွင်းထုထားတဲ့အံ့ဩဖွယ်လက်ရာတွေနဲ့တင်းရဲ့သွေးကြောတွေက adrenaline တွေကိုလှုပ်နှိုးပေးမဲ့စွန့်စားမှုတွေဒီနေ့ကျွန်တော်တို့နဲ့အတူတူ American ပြည်ထောင်စုရဲ့အနီရောင်ကဘာလို့တင်စားခေါ်ဝေါ်ကြတဲ့ Moab ကိုခရီးထွက်ကြပါစို့ Moab ရဲ့နှလုံးသားကတော့သူ့ရဲ့အမျိုးသားဥယျာဉ်ကြီးနှစ်ခုပါပဲပထမဆုံးကတော့ကဘာကျော် Arche National Park ဒီနေရာကတဘာဝတရားရဲ့ပပူးပြကန်တစ်ခုလိုပါပဲကဘာရှိဆုံး landscape arc ကနေပြီးတော့အားလုံးရဲ့အသေးဆွဲဟူတာပြည်နယ်ရဲ့အမတ်သင်္ကေတဖြစ်တဲ့ delegate arc အထိဒီ arc ကိုကိုယ်တိုင်မြင်ရဖို့အတွက်တနအီကျော်တောင်တက်လမ်းလျှောက်ရပါမယ်နေဝင်ချိန်မှာသူ့ရဲ့အလှကိုမြင်ရတဲ့ခံစားချက်ကတော့ဘာနဲ့မှလေးလို့မရပါဘူးဒီနေရာမှာရက်နေရတာကအိမ်မက်တစ်ခုလိုပါပဲ arc ကအနုပညာဆန်နေဆိုရင်ကန်ညွန်လန်းကတော့မဟာကျယ်ပြန့်မှုရဲ့ဘရင်တစ်ပါးပါပဲဒီနေရာရဲ့ကျယ်ပြန့်ပုံကကိုမျက်စိကိုတော့မှမယုံနိုင်စရာပါကော်လိုရာဒိုမြစ်ကြီးကနှစ်တန်းပေါင်းများစွာတိုက်စားပြီးထွင်းထူထားတဲ့ဒီကြောက်ကဘာကြီးတွေရဲ့မြင်ကွင်းကတင်းကိုလူသားတစ်ယောက်ရဲ့သိငယ်မှုကိုခံစားမိစေမှာပါရှုခင်းနေကြည့်ပြီးအားရပြီဆိုရင်တော့မိုအပ်ရဲ့တကယ်အရသာဖြစ်တဲ့စွန့်စားမှုအတွက်အသင့်မြင်ထားလိုက်ပါကဘာကျော် Hell Revenge မှာတင်းရဲ့ကောင်းပေါင်းစွမ်းရည်ကိုစမ်းသပ်မလားဒါမှမဟုတ်ကြောက်သားချောတွေပေါ်မှာတင်းရဲ့ head beat ကိုမြင်စေမဲ့တောင်တက်စပိန်စီးမလားဒါမှမဟုတ် AACC ကော်လိုရာဒိုမြစ်ထဲမှာဖောင်စီးရင်အလားတရားတွေကိုခံစားမလားမိုအပ်မှာပြင်းနေဆိုတဲ့စကားလုံးတွေအနေရမရှိပါဘူးမိုအပ်ကအသင်းကိုပြစ်စုံပံမှာစိတ်လှုပ်ရှားရုံနဲ့မကဘဲနဲ့အတိတ်ကိုပါခေါ်သွားနိုင်ပါသေးတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကဒီကမ္ဘာမြေပေါ်မှာဒိုင်နိုဆောကြီးတွေကျဆားခဲ့ကြပါသည်။ Moab Giant Park မှာသူတို့ရဲ့ကြီးမားပုံကိုသွားလေလာနိုင်တယ်လို့တကယ်ကြောက်သားတွေပေါ်မှာကြံနေခဲ့တဲ့ခြေရာတွေကိုလည်းကိုယ်တိုင်မြင်တွေ့ရတဲ့အခါသင်ဟာအချိန်ခီးသွားတယောက်လိုခံစားရသွားမှာပါ။ Moab ကိုသွားဖို့စိတ်အားထက်သန်နေပြီဆိုရင်တော့ဒီအချက်လေးတွေကိုလည်းမှတ်ထားဖို့အတွက်လိုအပ်ပါသည်။ຫນွေဦးမတ်လနဲ့စောင်းကာလာကရာသီဥတုအကောင်းဆုံးပါပဲ။ Moab ဆိုတာနေရာတစ်ခုထပ်ပိုပါသည်။သူကခံစားချက်တစ်ခုပါသူရဲ့ကန့်သက်ချက်တွေကိုစိန်ခေါ်တဘာဝတရားရဲ့ကြီးကျယ်ခမ်းနားမှုရှိမှငြိမ်သက်ပြီးတော့ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတွေးရှိနိုင်တဲ့နေရာတစ်ခုပါပဲဒါဆိုရင် Moab ကိုသွားရောက်လဲပတ်တဲ့အခါမှာစွန့်စားခန်းတွေကဘယ်ဟာကိုအရင်ဆုံးများလုပ်ကြည့်ခြင်းပါလေကွန်မန့်မှာရေးပြီးတော့မျှဝေခဲ့ပါအောင်ညဘက်မှောင်မဲနေတဲ့ကမ်းခြေတစ်ခုမှာတင်းတယောက်ထဲလမ်းလျှောက်နေရလို့စိတ်ကူးကြည့်လိုက်ပါလိုင်းတန်တဲတဲကလွဲလို့ဘာမှမကြားရတဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်တင်းချီလန်းဒီအောက်ကသဲတွေဟာရုတ်တရက်အပြာရောင်နီယိုမီတွေလိုဝင်းကနေတောက်ပါလာသည်ဒါဟာဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူးလို့ထင်နေပါသလားဒါဟာရုပ်ရှင်တွေကအထူးပြုလုပ်ချက် CGI လည်းမဟုတ်ပါဘူးစိတ်ကူးရင်ဇာတ်လမ်းလည်းမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ကဘာမြေပေါ်မှာတကယ်ရှိနေတဲ့အံ့ဩစရာသဘာဝတရားရဲ့မျက်လေးတစ်ခုပါပဲဒီနေ့မှာတော့ဒီကျယ်ပင်လယ်ရဲ့နောက်ွယ်ကသိပ္ပံပညာရဲ့နဲ့သူ့ရဲ့အလှတရားကြောင့်ကိုအတူတူစူးစမ်းလေ့လာသွားကြမှာဖြစ်ပါသည်ဒီမြင်ကွင်းကိုကျယ်ပင်လယ်ဒါမှမဟုတ် Sea of Star လို့တင်စားခေါ်ဝေါ်ကြပြီးကမ္ဘာအလှဆုံးနေရာတွေကတစ်ခုဖြစ်တဲ့မော်တိုင်းနိုင်ငံကဘာဒူးကျွန်းမှာအတွေ့ရများပါသည်ဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်ရတာလဲအဓိကဒီအခန်းကတော့ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်လောက်အောင်သိငယ်တဲ့ပင်လယ်မျော့သက်ရှိလူတွေပါသူတို့ကိုသိပ္ပံပညာအရ Dino Flagellate လို့ခေါ်ပါတယ်သူတို့ကဇီဝအလင်းထုတ်နိုင်တဲ့စွမ်းရည်ရှိကြပါတယ်ဆိုလိုတာကသူတို့ခန္ဓာကိုယ်ထဲမှာဓာတုဗေဒနီးလန်းနဲ့အလင်းရောင်ထုတ်လုပ်နိုင်တာမျိုးပါဒါပေမဲ့သူတို့ကဘာကြောင့်အလင်းရောင်ထုတ်ကြတာလဲအကြောင်းမဲတော့မဟုတ်ပါဘူးဒါဟာသူတို့ရဲ့အလွန်ထက်မြက်တဲ့ကာကွယ်ရေးစနစ်တစ်ခုပါသူတို့ကိုစားဖို့လာတဲ့သားရဲကောင်တွေဒါမှမဟုတ်လှိုင်းပုတ်တာခြေထောက်နဲ့နေမိတာမျိုးထိခိုက်လှုပ်ရှားမှုတစ်ခုခုဖြစ်လာတဲ့အခါမှာသူတို့က6လမ်းတဲ့အနေနဲ့အပြာရောင်အလင်းကိုရုတ်တရက်ထုတ်လွှတ်လိုက်တာပါ